သူကသူ့ရီးစားကိုလက်ထပ်ခွင့်တောင်းဖို့အတင်းအကျပ်တောင်းဆိုခဲ့ပေမဲ့သူတကယ်တောင်းတဲ့အခါမှာတော့လီဆာကရွေးချက်ရှိပဲညှင်းပယ်လိုက်တယ်သူဘာမှစိတ်ပြတ်တဲ့အရေးအယောင်မပြတာကိုမြင်တော့လီဆာကသူတွဲနေတဲ့လူကလူသားမဟုတ်တော့ဘူးလို့ယုံကြည်သွားတယ်နောက်တစ်နေ့မှာလီဆာကသူ့ရီးစားကို6ကမ်းပါစွန်းစီခေါ်သွားတယ်မနေ့ကသူအစင်သစ်မဖြစ်သေးလို့ပါလို့ပြောပြီးနောက်တစ်ခါထပ်တောင်းပေးဖို့တောင်းဆိုလိုက်ကဒီတစ်ခါတော့လက်ခံမှာပါလို့ကတိပေးလိုက်တယ်ဒါပေမဲ့လီဆာရဲ့တခုတည်းသောရည်ရွယ်ချက်ကသူ့နားကိုကပ်ဖို့ပဲဆိုတာရီးစားဖြစ်သူကလုံးဝမသိခဲ့ရှာဘူးသူတတိလစ်သွားတဲ့အချိန်မှာပဲလီဆာကသူ့ကို6ထဲကိုတွန်းချလိုက်တယ်လီဆာကတစ်စက္ကန့်လေးတောင်ရက်လိုက်ရင်အသက်ဆုံးရှုံးရမလို့မျိုးအမြန်ဆုံးထွက်ပြေးသွားတယ်သူခန္ဓာကိုယ်မနိုင်တော့တဲ့အထိနှစ်ရက်တိုင်ပြေးလွှားခဲ့ပြီးကြောက်ဆောင်တွေပေါ်မှာတတိလစ်မစ်မျောသွားခဲ့တယ်အဲ့ဒီနေရာမှာပဲတောင်တက်ခီးသွားနေတဲ့စုံတွဲတွဲကသူ့ကိုတွေ့သွားတာပေါ့မိုက်ကလူသူကင်းမဲ့တဲ့နေရာမှာရှိနေတဲ့ဒီမိန်းကလေးကိုစိတ်ဝင်စားသွားတာနဲ့သူတို့နဲ့အတူခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မကြခင်မှာပဲသူတို့ရုပ်ရည်လာပပေမဲ့သူ့စီမှာတစ်ခုထူးဆန်းပြီးစိုးရင်စရာကောင်းနေတာကိုသတိပြုမိသွားတယ်သူကအချိန်တော်ကြာတဲ့အထိစကားတစ်ခုမှမပြောခဲ့သလိုမျက်လုံးဖွင့်ပြီးတော့အိတ်တက်တယ်သူတို့နှစ်ယောက်လုံးကသူ့မှာတစ်ခုလွဲနေတယ်လို့သဘောတူလိုက်ကြပြီးသူ့ကိုဒီမှာပဲထားခဲ့ကအမြန်ဆုံးထွက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့သူတို့တိုင်ပင်နေတော့မှပဲလီဆာကသူတို့ဓာတ်ကိုတိတ်လေးကောက်ကင်လိုက်တယ်သူတို့စိုးရိမ်လာခါစမှာပဲလီဆာကရုတ်တရက်ကြောက်လန့်တကြားဖြစ်ဟန်နဲ့သူတို့နောက်ကိုလက်ညှိုးထိုးပြတယ်ရုတ်တရက်ပေါ်လာတဲ့လူကလီဆာရဲ့ရီးစားခုနကမှတေသွားတဲ့လူဖြစ်နေတယ်လီဆာကြောက်နေတာကိုမြင်တော့မိုက်ကသူ့ကိုကာကွယ်ပေးဖို့ချက်ချင်းရှေ့ကိုတိုးသွားတယ်နောက်တလန်းထပ်တိုးလာရင်တော့မခွင့်လွတ်တော့ဘူးလို့မိုက်ကအဲ့ဒီလူစိမ်းကိုတတိပေးလိုက်တယ်သူကဘာနဲ့ရင်ဆိုင်နေရလဲဆိုတာလုံးဝမသိရှာဘူးနောက်တစ်စက္ကန့်မှာပဲမိုက်ကအဲ့ဒီလူကိုလက်တီးနဲ့ထိုးလိုက်ပေမဲ့သူ့လက်ကမြေကြီးပေါ်ပြုတ်ကျသွားတာကိုကြောက်လန့်တကြားကြည့်နေရတော့တယ်အဲ့ဒီလူစိမ်းရဲ့လက်ချောင်းတွေကထက်မြတဲ့ဓာတ်သွားတွေဖြစ်သွားခဲ့တာပါတစ်ချက်တည်းဝေးရမ်းလိုက်တာနဲ့မိုက်တေဆုံးသွားခဲ့တယ်သူ့ဇနီးကလှည့်ပြေးဖို့ကြိုးစားပေမဲ့ချက်ချင်းပဲအသက်ခံလိုက်ရတယ်ခဏလေးတွင်းမှာပဲလီဆာတယောက်တည်းပဲအသက်ရှင်ကျန်ရစ်ခဲ့တယ်အဲ့ဒီလူကသူဟာတကယ်တော့ကဘာမြေကိုကင်းထောက်ဖို့လာတဲ့ဂျိုသားတစ်ကောင်ဖြစ်တယ်လို့လီဆာကိုပြောပြတယ်သူကသူမရီးစားရဲ့ခန္ဓာကိုယ်ကိုအလုံးစုံတူအောင်ပုံတူကူးယူထားပြီးသူ့အတွေးတွေမှတ်ဉာဏ်တွေထိစုပ်ယူထားတာပါပြောပြီးတာနဲ့သူကလီဆာကိုတတ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့သူမရဲ့အားကိုးရမဲ့နေတဲ့မျက်ဝန်းတွေကိုကြည့်လိုက်တဲ့အခါသူတုန်ဆိုင်သွားတယ်သူကဓာတ်ကိုအကြိမ်ကြိမ်မြှောက်လိုက်ပေမဲ့အကြိမ်တိုင်းမှာပြန်ရုပ်သိမ်းလိုက်တယ်သူ့ရဲ့စိတ်ထဲမှာတစ်ခုကလာနှောက်ယှက်နေတယ်ဆိုတာသူသဘောပေါက်လာတယ်တခြားတရဝါတွေကိုအမဲလိုက်တုန်းကသူတခါမှမတုံဆိုင်ခဲ့ဘူးဒါပေမဲ့အခုလီဆာကိုကြတော့သူမတတ်နိုင်ဖြစ်နေတယ်ဒါသူ့ရီးစားရဲ့စိတ်ကိုအမွေဆက်ခံထားလို့များလားနေပါဦးဒါပါလဲဒါငါမင်းကိုချစ်နေတာလားလူသားတွေရဲ့ခံစားချက်နဲ့စိတ်ကသူကြိုးသားဘဝမှာကြုံဘူးသမျှထက်ပိုပြီးရှုပ်ထွေးတယ်ဆိုတာကိုသူခံစားမိလာတယ်နောက်ဆုံးမှာတော့သူလီဆာကိုအသက်ချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပြီးသူ့စီခေါ်သွားပြီးအတူနေဖို့တောင်စဉ်းစားလိုက်တယ်လက်ကိုတစ်ချက်ဝေးရမ်းလိုက်တာနဲ့ဂျိုသားရင်တစည်းသူတို့ရှေ့မှာပေါ်လာပြီးဒီလိုကြောက်စရာကောင်းပြီးထူးဆန်းတဲ့တတဝါနဲ့ရင်ဆိုင်နေရတဲ့လီဆာကသူ့သဘောတူညီချက်ကိုလက်ခံရောက်ဆောင်လိုက်တယ်ပြီးတော့သူသတိမထားမိတဲ့အချိန်မှာပဲလီဆာကသူ့လက်ထဲကဓာတ်ကိုလူယူလိုက်တယ်ဒီလိုလက်နက်မျိုးကဂျိုသားအတွက်တော့ဘာမှမချင်းချောက်နိုင်ပါဘူးဒါပေမဲ့လည်းလီဆာကဓာတ်နဲ့သူ့ကိုထိုးပြီးပင်လယ်ဘက်ကိုအမြန်ဆုံးပြေးသွားတယ်ဂျိုသားကသူ့ကိုနောက်ကနေတရားဆက်လိုက်တယ်မကြခင်မှာပဲတွေးရောင်တွေကရေထဲမှာပြန့်နှံ့သွားတယ်တကယ်တော့လီဆာကပင်လယ်ထဲမှာငါးမန်းတစ်ကောင်ပုံနေတာကိုကြုံမြင်ထားပြီးသားပါသူဂျိုသားကိုရေထဲဆွဲခေါ်ဖို့အတွက်ရည်ရွယ်ချက်ရှိနဲ့ဒဏ်ရာရအောင်လုပ်ခဲ့တာပါတွေးနဲ့ရတဲ့ငါးမန်းကအလင်းအမြန်ကတ်လာပြီးအခွင့်အရေးကိုအတုံးချကဂျိုသားကိုပါဆက်နဲ့ကိုက်ဝါလိုက်တယ်လီဆာကရှိသမျှအားရင်သုံးပြီးကမ်းကိုပြန်ကူးလာကအသက်မသေးပဲလွတ်မြောက်ခဲ့တယ်သူစခန်းချတဲ့နေရာကိုပြန်သွားပြီးအမြန်ဆုံးထွက်သွားဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့စိုးရိမ်စိတ်ယောဂကပြန်ထလာတယ်သူကြံတဲ့ဆေးပြားကိုအမြန်တောက်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေရေပွဲလက်တံလို့အရာတစ်ခုထွက်လာပြီးသူ့ခန္ဓာကိုယ်ကိုဖောက်ထွက်သွားတယ်လီဆာဘလောက်ပဲထက်မြက်ပါစေငါးမန်းတစ်ကောင်နဲ့တော့ဂျိုသားကိုတတ်ဖို့မလုံလောက်ပါဘူးခုနကဖြစ်ပျက်ခဲ့တာတွေကြောင့်ဂျိုသားကတနာကျင်တာပြနေတော့မှမဟုတ်ဘူးသူလီဆာကိုဘလို့ဆက်လုပ်မလဲဆိုတဲ့နီလန်တစ်ကိုစဉ်းစားလိုက်တယ်သူလီဆာရဲ့ပုံစံအတိုင်းပြောင်းလဲလိုက်ရင်သူခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေကနေလွတ်မြောက်နိုင်မယ်ဆိုတာသူသဘောပေါက်သွားတယ်ဒါနဲ့သူပုံစံပြောင်းလိုက်တဲ့အခါတဖြည်းဖြည်းနဲ့လီဆာရဲ့ပုံစံအတိုင်းဖြစ်သွားတယ်အခုတော့သူလီဆာကိုမတုံဆိုင်ပဲတတ်နိုင်တော့မယ်လို့ထင်ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလီဆာတစ်ခုကိုသဘောပေါက်သွားတယ်သူကသူ့ပုံစံကိုကူးယူထားတဲ့ဆိုရင်သူ့ရဲ့စိုးရိမ်စိတ်ယောဂကိုလည်းအမွေဆက်ခံထားမှာပဲဒါနဲ့လီဆာကသူ့ဘဝမှာကြုံခဲ့ရတဲ့အခက်အခဲတွေသူ့ဘဝကဘလောက်အထိမှောင်မိုက်ပြီးမျောလင့်ချက်မဲ့နေခဲ့တယ်လဲဆိုတာကိုအလေးပေးပြီးပြောပြလိုက်တယ်သူကမိသားစုပြိုကွဲခဲ့ရတဲ့အကြောင်းနဲ့သူတခါမှမခံစားဘူးတဲ့နှွေးထွေးမှုတွေအကြောင်းပြောပြတယ်စကလုံးတိုင်းကထိရှလုံးလို့ဂျိုသားမှလည်းစိုးရိမ်စိတ်တွေတက်လာပြီးယောဂဖောက်တော့တယ်သူကအသက်ရှူရခက်ခဲပြီးနာကျင်စွာနဲ့မြေကြီးပေါ်လဲကျသွားတယ်လီဆာကဒီအခွင့်အရေးကိုအသုံးချပြီးကြောက်ခဲတစ်ခုကိုကောက်ကင်ကသူ့ကောင်းကိုအကြိမ်ကြိမ်ရိုက်ချလိုက်တယ်ဂျိုသားမလုပ်တော့ဘူးဆိုတာတေချာမှသူထွက်သွားလိုက်တယ်အရာအလုံးပြီးဆုံးသွားပြီလို့ထင်ပြီးလီဆာကားပေါ်တက်လိုက်တဲ့အခါရေဒီယိုကရုတ်တရက်အတန်ကြီးလာတယ်မင်းဒီလောက်တောင်ကြမ်းတမ်းနိုင်မယ်လို့ငါမထင်ထားခဲ့ဘူးမင်းတကယ်ပဲလွတ်မြောက်နိုင်မယ်လို့ထင်နေတာလားအဲ့ဒီအချိန်မှာပဲကမ္ဘာကောင်းကင်ယံမှာဂျိုသားရင်အုပ်စုကြီးပေါ်လာတယ်